အသက်တွေဆိုတာဘာနဲ့ဖွဲ့စည်းထားရလဲဘာနဲ့ဖွဲ့စည်းထားရလဲလူရဲ့တက်တန်းတွေကလေဘာနဲ့ဖွဲ့စည်းထားရလဲဒီလားအချိန်ကြီးနဲ့ဖွဲ့စည်းထားတာမိနစ်တိုင်းစက္ကန့်တိုင်းကအဖိုးတန်နေတိကိုပြောတယ်အဝတ်စားတွေဝတ်လို့တဲ့မပြောနဲ့ဘာဖြစ်လို့လဲဒီရဲ့စက္ကန့်တိုင်းကအဖိုးတန်တယ်ဒီရဲ့မိနစ်တိုင်းကအဖိုးတန်တယ်စက္ကန့်လေးတွေကုန်ကုန်သွားတာအသက်တွေကုန်ကုန်သွားတာပဲလေကိုယ်ပဲချင်းသိမယ်မှန်းမသိတဲ့ဘဝမှာကိုယ့်ရဲ့မိနစ်တွေစက္ကန့်တွေနာရီတွေမှာကုသိုလ်ပါမယ်ပညာပါမယ်ဥစ္စာပါရမယ်မေတ္တာတရားပါမယ်အနာမှုပါမယ်နားလည်မှုပါမယ်ဖေးမမှုပါမယ်ခေါင်းဆောင်ကောင်းစိတ်သက်ရှိရမယ်ကာကွယ်ရမယ်စောင့်ရှောက်ကမယ်ဖေးမမယ်လက်တွဲခေါ်ရမယ်နော်အဲ့အတွက်ကိုစက္ကန့်နေတိုင်းကဖိုးတန်တယ်ဒီကလေစက္ကန့်နေတိုင်းအဖိုးတန်အဲ့တော့ဝတ်တယ်ဆိုတဲ့အကြောင်းလာမပြောနဲ့ငါတို့ကဒူးနေရဒူးတော်နေရတော့ no ကျဲမရဲ့စက္ကန့်တိုင်းကအဖိုးတန်ကျဲမရဲ့မိနစ်တိုင်းကအဖိုးတန်လေအဲ့အတွက်မိနစ်တိုင်းစက္ကန့်တိုင်းနိုင်တိုင်းမှာရရှိနာမျိုးလာကြည့်အမြဲတမ်း smart okay အမြဲတမ်း smart လူငယ်နဲ့တိမ်မှုရင်းညှင်သားရယ်စကားပြောရင်လည်း soft power positive view အကုန်လုံးနဲ့နော်အခုဆိုရင်လူအုပ်ကြီးကတီတီနောက်လိုက်လာတယ်။ဘာဖြစ်လို့လူအုပ်ကြီးကတီတီနောက်လိုက်လာလဲ။တီတီကကျင်လာတယ်။တီတီကအစစ်မှန်နေပြီးတီတီက real တွေပဲပြီးတယ်။စေတနာတွေထည့်ပြီးတယ်။မေတ္တာတွေထည့်ပြီးတယ်။တရားတွေထည့်ပြီးတယ်။ဆိုင်ဝင်လာတဲ့ကလေးတွေဆိုလည်းသူတို့ပြောစကားတွေတေချာနားဆိုင်ထောင်ပြီးတယ်။ပြီလား။အဲ့အတွက်ကိုရှိအခုလာတဲ့သူတွေအကောင်လုံးကလေအစစ်မှန်ပဲလာတာ။ဒီအတိုးပေးစားခြင်းတော့ဆိုရင်ဒီနေ့စကားလာပြောတဲ့သူတွေတိတိကလျှောက်ပေးနေတိပတ်စံနေတိုးတွေချီးကျင်လို့အဲ့လိုပြောတာအခုကတော့အဲ့လိုလုံးဝမဟုတ်ဘူးเนาะတိတိကိုပတ်စံပေးရင်တော့မှသူတို့တွေကလုံးဝကြည်ကြည်နက်နက်နဲ့ကိုပေးတာအဲ့ဒီအတွက်လူရဲ့ပတ်စံနေလူရဲ့ငွေကိုရှိကိုရောက်လာအောင်ဘယ်လိုဆွဲဆောင်မလဲဆိုရင်ကိုကအရင်အစစ်မှန်နေပြရတယ်နော်အခုတတိယလူတိုင်းကိုဝတ်ဖို့စားဖို့ပြောနေတာဒီအိမ်နေရောင်းချင်လို့မဟုတ်ဘူးလို့လူတိုင်းကိုယ့်ရဲ့အချိန်ကိုယ့်ရဲ့မိနစ်တွေတန်ဖိုးထားတတ်အောင်လို့ပြောနေတာရှင်းရှင်းပြောမယ်ကွာအမတယောက်ဆိုရှိတယ်အရန်တိတ်တန်တာအဲ့လိုမျိုးပေါ့နော်ဒီရေကွက်ကဒီခြေထောက်ဆေးတဲ့ရေကွက်လို့တီအရင်ပြောနေကြစကားရှိတယ်ဟဲ့ရွေရှင်တော့ခေါင်းကနေခြေပြားစအကုန်လုံးအဖိုးတန်တယ်အဲ့လိုမျိုးပဲလူတိုင်းအောင်လည်းအဖိုးတန်တဲ့နေစီစမားရဲ့ရှင်း